私が言った通りに言ってください。わげなわのわもわなげのわもあわのわもわ。ရာထိုးရီဒါထိုးရီနီဆိုတာမြန်မာလိုဆိုရင်ကွက်လက်တဲ့အတိုင်းပဲတတဝေမတင်အဲ့လိုအဓိပ္ပာယ်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ယာဂျီရူရှိနောတိုရီနီအီတေကူဒါဆိုင်ဆိုရင်ယာဂျီရူရှိဆိုတာမြားကိုပြောချင်တာနော်နောတိုရီဆိုတော့အတိုင်းအဲ့တော့မြားအတိုင်းအီတေကူဒါဆိုင်သွားပါမြားအတိုင်းသွားပါအဲ့တော့ယာဂျီရူရှိဒီ noun ဖြစ်ပါတယ် nounဒီမှာဆိုရင် not ခံပေးရပါတယ် now not တိုရီနီဆိုပြီးတော့လိုက်ပါတယ်เนาะ now not တိုရီနီဆိုပြီးတော့လိုက်ပါတယ်အဲ့တော့ဒါဆိုစမ်းစီတို့တစ်ချက်ကြည့်လိုက်မယ်เนาะတိုရီဒါနဲ့တိုရီနီနဲ့ဘာကွာလဲဆိုရင်เนาะဒါဆိုတာခုနပြောသလိုပဲ des နဲ့အတူတူပဲမို့လို့နောက်မှာ full stop ပဲလိုက်ရုံပဲနီးသုံးမယ်ဆိုရင်နောက်မှာစာကြောင်းလေးထပ်ပါအောင်မယ်เนาะသူ့ရဲ့အရှင်မှာ now ဆိုရင် not လိုက်တယ် verb ဆိုရင် dictionary found လိုက်တယ်တာ found လိုက်တယ်ခါရကြရင် verb တဲ့ are verb တဲ့ iru ဆိုပြီးတော့မှလိုက်တယ်တကယ်လို့ now ကို not မခံဘူးဆိုလို့ရှိရင်တော့စန်စီတို့ကဒိုအိုရီဆိုပြီးတော့မှလိုက်တယ် now ကို not မခံဘူးဆိုရင်ဒိုအိုရီဆိုပြီးတော့မှလိုက်တယ်เนาะ now ကို not ခံမယ်ဆိုရင် now not ဒိုအိုရီ now ကိုဒီတိုင်းပဲသွားမယ်ဆိုလို့ရှိရင်တော့ now ဒိုအိုရီတရားလေးနှစ်ခုပဲเนาะ now not ဒိုအိုရီနဲ့ now တိုင်းပဲဆိုရင်ဒိုအိုရီလိုက်ပဲဒါလေးပဲကွာကျန်တာက dictionary found အပေါင်းဒိုအိုရီတာဒိုအိုရီတဲအာရူဒိုအိုရီတဲအီရူဒိုအိုရီโอเคเนาะအဲ့တော့ခုနကတော့ငါပြောသလိုမျိုးပဲယာဂျီရူရှိသည် noun ဖြစ်တဲ့အတွက်ကြောင့်မို့လို့ noun တော့တိုအိုရီမြားအတိုင်းသွားပါโอเคเนาะနောက်တစ်ခုဆိုရင်ဟာဂျီမဲတဲစုခူရူရောရီဒါခါရာခုနိုဟွန်နီခိုင်တဲအာရူတိုအိုရီနော်ယာရီခါတာတဲ့စုခုတဲမီယောเนาะအဲ့တော့ဒါလေးကဟာဂျီမဲတဲเนาะဟာဂျီမဲတဲပထမဆုံးစုခူရူချက်တဲ့เนาะအဲ့တော့ပထမဆုံးချက်တဲ့ဒီယောရီဟင်းလျာဒီယောရီအဲ့တော့ပထမဆုံးချက်တဲ့ဟင်းလျာဖြစ်တာကြောင့်ခုနိုဟွန်နီဒီစာအုပ်ထဲမှာခါအီတဲအာရူဒီမှာခုနကတော့ပြောရင်တဲအာရူเนาะခါဤတဲအာရူအပေါင်းတိုအိုရီเนาะခါဤတဲအာရူတိုအိုရီဒီမှာကအနောက်မှာယာရီခတာနောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တိုအိုရီနဲ့နောင်နဲ့ကြားထဲမှာ not ထည့်ပေးလိုက်တယ်เนาะယာရီတဲခါခါဤတဲအာရူတိုအိုရီနော်ယာရီခတာရေးထားတဲ့အတိုင်းချက်ပုံချက်နီးဒီလိုပြောကြလားเนาะနောင်နှစ်ခုကြားထဲမှာစန်စီရောက not ခံတဲ့ပုံစံမျိုးပဲယာရီခတာနောင်ဖြစ်နေတဲ့အတွက်ကြောင့်တိုအိုရီရဲ့နောက်မှာ not ခံပေးလိုက်တာเนาะယာရီခတာတိုရီနော်ယာရီခတာတဲ့ရေးထားတဲ့ချက်နီးအတိုင်းစခုတဲမီရောချက်ကြည့်ရအောင်โอเคနောက်တစ်ခုစန်းစေးကအီတာတိုအိုရီနီဘန်ကျော်ရှိမှာしたဆရာပြောတဲ့အတိုင်းလေးလာခဲ့တယ်စာလေးလာခဲ့တယ်တော့အီတာဆိုတော့တာဖောင်เนาะတာတိုအိုရီနီเนาะပြောခဲ့တဲ့အတိုင်းလေးလာခဲ့တယ်နောက်တစ်ခုサッカーの試合の結果は私たちの期待通りだったတော့ဆာကာနို CRE ဆိုတာပြိုင်ပွဲကိုပြောတာဘောလုံးပြိုင်ပွဲရဲ့ခေတ်ကရလက်ဘောလုံးပြိုင်ပွဲရဲ့ရလက်ကဝါတာရှိတာချီနိုခိတိုင်းကျွန်တော်တို့တွေမျှော်လင့်ထားတဲ့ဒိုအိုရီဒါတာအတိုင်းဖြစ်ခဲ့တယ်တော့ခိတာရနောင်ဖြစ်တယ်နောင်အဲ့တော့နောင်ကိုဒိုအိုရီဓာတ်ရိုက်ဆက်မယ်ဆိုရင် not မထည့်ဘူးဆိုရင်နောင်ဒိုအိုရီဆိုပြီးတော့ဖြစ်ပေးရတယ်လို့ခုနပြောခဲ့တယ်နောင်ဒိုအိုရီเนาะအဲဒါကြောင့်မို့လို့ခိတိုင်းဒိုအိုရီမျောလင်းချက်အတိုင်းဖြစ်လာခဲ့တယ်တကယ်လို့နောင်တဲ့ဒီခိတိုင်းနဲ့ not တိုအိုရီနဲ့ခြားမှာ not ထည့်မယ်ဆိုရင်တော့ခိတိုင်း not တိုအိုရီဆိုပြီးတော့ဖြစ်မှာ not ဖြုတ်ထားတဲ့အတွက်ကြောင့်ခိတိုင်းဒိုအိုရီဆိုပြီးတော့ဖြစ်တာဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်စန်စီတို့quiz လေးကိုအတူတူဖြေကြည့်ရအောင်စန်စီကအိုရှိအဲတဲ့ခူရဲတာတိုအိုရီနီရန်ရှူရှိတဲ့အီမတ်ဆရာတင်ပေးတဲ့အတိုင်းလေ့ကျင့်နေတယ်ဒါဆိုရင်တော့စာမေးပွဲမိကုန်းတွေကလေ့ကျင့်ထားတဲ့အတိုင်းပါပဲဆိုတဲ့စာကြောင်းလေးကိုဂျပန်လိုမျိုးcomment လေးမှာစာကြောင်းလေးစီပြီးတော့ရေးပေးကြည့်ပါအောင်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်